ပုံငါခဏလေးနေမှာပုံပြောစရာရှိတယ်ပုံ ဟာပြောတယ်နားမထောင် နေငါမထောင်လို့ဘူးမရဘူးငါမထောင်လို့မရဘူးပြောစင်တာကိုပြောလဲရမှာဖြစ်မှာပုံကိုပြောချင်နေမှာနာမ်ပြားလို့ခံစားနေရတာတွေကိုပြောချင်လို့ပါပုံရဲ့နေ့ရဲ့အမှုရာလေးတွေကစမှုစားလေးတွေလူကျွတ်ရွာပြီးကိုယ့်နှစ်ဆွဲလန်းနေကိုပြောတဲ့စကားတွေကိုအကြကွေးလို့ရည်စရာလေးတွေတော့မထင်လိုက်ပါနဲ့ပုံရဲ့ ရှင်ကဖိတ်ဆိုင်ဖွင့်လို့လား ဟုတ်တယ်စပွဲလို့လောက်တော့ဘာလို့မလို့ဟိုပုံရှင်နဲ့ချစ်တဲ့အကြောင်းကြီးပြောနေပုံရဲ့ဟိုအတက်ပြောမယ်ကွာပုံမြစ်တာရှိတယ်ချစ်တယ်ကြိုက်တယ်လင်မယားဖြစ်ရှင်ဒါပဲ အာမဆော့ကကျမအကိုရရှိရနော်တိုင်လိုက်လို့ဟွန်း မင်းကိုတွေကိုလည်းခရီးမဆိုင်နဲ့မင်းကို၃ယောက်ကိုတနောက်ကလောကကြောက်ပြီးမဲ့အဲ့ထဲမှာငပြူးဆိုတဲ့ကိုမပေါ့ အာမ မင်းပေါ်မှာကျင်နာမိတဲ့ကိုရဲ့နှလုံးသားအကျင်နာဆိုတာမခင်ရှားသူဒီအတွက်ကရည်စရာဆိုတွေ့တာသူအတွက်ကတော့ဝေနာပါပုံကိုရဲ့နေရဆွဲလန်းမိတဲ့ဝေနာကြောင့်မင်းကိုချစ်ခဲ့ရကိုနားလည်းပြပါပုံ ကိုကြီး ကိုကြီးလို့ခေါ်လိုက်တယ်ကိုကြီးလို့ခေါ်လိုက်တယ်ပုံဝင်တာလိုက်တာပုံရဲ့ပုံကိုကြီးလို့ခေါ်လိုက်ပြီးဆိုရကိုအတွက်အဖြစ်တဝက်တည်ရသွားပြီပုံရဲ့ပုံကိုရမ်းချစ်တယ်မင်းကိုတွေလည်းကိုလုံးဝခရီးမဆိုင်မင်းကိုတွေကိုဟောလို့လက်ပြန်ရိုက်လိုက်တာနဲ့လက်ပံကတိရှိုက်နေရလက်ပြန်ဆိုရင်လက်ပံကတိအော်နေရမှာလက်ပြန်ချလို့လက်ပံမထနိုင်တဲ့ဘဝမျိုးတွေဖြစ်သွားအောင်ကိုပြုမလို့ချင်ဘူးပုံလေးရဲ့မျက်နှာကြောင့်ပုံလေးရဲ့မြို့တိချစ်တဲ့ပုံလေးရဲ့ပုံ ရှင် ပုံလက်ကလည်းဒါဆိုရင်နန်းနေရလည်းမသိဘူးတမျိုးကြီးပဲ အော်ဟုတ်ပုံကလေဟိုငပိရင်နဲ့စားထားလို့ပါကို ကိုပြင်းနေစားလို့နာနာမလင်းကိုပြင်းကလို့ပါတော့နာနာချစ်တယ်ပုံရဲ့ပတ်တာစမကိုတော့ကနေပတ်တာစမပုံအဲ့လိုရမ်းမဖက်နဲ့လေပုံအရမ်းမဖက်နဲ့လေရင်ထဲမှာတမျိုးကြီးခံစားနေရတယ်ပုံနောက်ကခုလူကဘာကြီးလဲပုံ ကောင်းဘူးပါကိုပြီးလေ ခေါင်းဘူးကလည်းရင်ထဲမှာတမျိုးကြီးပဲပုံလေးကိုချစ်နေပြီမလားယင်ပုံရဲ့ဝင်းသားလိုက်တော့ပုံလေးကိုလေကိုအရမ်းချစ်ပုံပါလိုက်ကြမ်းနဲ့ဘာတွေလဲမသိဘူး ဟိုပါတနခါလေးဘကွက်ကွက်ထားလို့ပါ အော်တနခါဘကွက်မလေးဘကွက်ကိုအဲ့လိုထွီးတော့ကွက်ထားတယ်အဲ့လိုဘကွက်ထူနဲ့တနခါလေးကိုမွေးပေးချင်တာပုံရဲ့မရှက်နဲ့နော်ကိုမွေးမယ်နော်ဟုတ်ပါ နေပြီကဲပြောစမ်းဒီလက်ကဘာဆိုနေလဲပြောစမ်းပြောလေ ဟုတ်လေမလေးအကိုလေးလာလည်းမပြောဘူး အဲ့လိုပြောမှာ ပြောဒီလက်ကဘာဆိုနေလဲပြောလေ အဲ့လက်ကလေးမွေးညာပဲလို့မွေးနေတာပဲ ဘာပြောဘယ်တော့လက်ပြရဲလို့ဘာဖြစ်လဲ မဟုတ်လေကိုမို့ကျွန်တော်လက်ပြရဲကျွန်တော်နတ်ဖာတီဆိုင်ပြီးငိုနေရမှာလို့ နောက်က နောက်ကတင်နေခေါင်းဘူးကတလောက်မဟုတ်လောက်ဘူးလို့တင်နေ ခေါင်းဘူးမဟုတ်ဘူးအကြောင်းပြုမလို့ သိတယ်ခေါင်းဘူးမဟုတ်မှတော့ရှင်နေခံစားနေရတယ်တမျိုးကြီးပြန်လာလေ ပါလေးကိုနမ်းနေတယ်ဆိုနမ်းကိုကြီး မထီးလားမထီးရောကိုကြီးဟိုမသိလို့မရကိုကြီးပါအမွေးရကိုတပင်ကြီးပေါက်တာလားအလေးကျဆက်ယူရတာလားယင် သူကဘယ်လိုလဲပြောဘယ်လိုလဲပေါ့ကိုကြီးရှောက်ပြောနေကွာဒီကောင်ဘယ်လိုလဲပြောနေဘိုးလေးရှောက်ပြောနေအညမောတော်လာတယ်လာလာ ဟုတ်လေဟုတ်လေမကိုကြီးတို့ညီလေးကလေးသားတယ်လို့ပြောတာလေဟိုပုံလည်းညီမလေးတယောက်လို့ချစ်မယ်လို့ပြောတာလေ ပိုက်တယ်တော့မင်းမစပိုက်ပိုက်နေရှိလိုက် ဘုံလေးမလုပ်ပါနဲ့လို့ပြောလိုက်လေ အဲ့လိုပြောမှာ ဘာဘာနဲ့လို့ပြောလိုက်လေ ကိုတော့လာ ထားခဲ့အဲ့ဒီ ထားရတော့ကြလားဘာလဲ ဘုံရေကိုလည်းတေးပါပြီတော့အမလေးဘုံရေရစလိုက်တာပုံလေး ကိုင်းထမီဘာလုပ်နေရတော့ ချင်းမီရဲ့ဆန်ထပြီးတော့ဟိုစုပုံချီလေးကိုချစ်လွန်းလို့ဝဝေမီအဖေအသူလေးဆမ်းပေးသွားပါလားဟင်ကိုဘူးလားလို့ ယောဂတော်တော်ရင့်နေပြီပဲ ရှိတာတော့မပြောနဲ့မှဲ့ပြီးတော့ကြူကြတော့မှာတေပြဆွေတော့မှလေအချစ်တော့ဖို့ထွက်တဲ့ကောင်မူထဲမှာတယောက်လည်းနေဆိုနေရပါတယ် အရန်ချစ်တယ်ပေါ့ တုံလျောင်ချစ်တာတုံလျောင်ချစ်တာ ဟာအတော်ပဲကိုရင်ထမ်းမင်းကိုချစ်ဖို့အတွက်လေကျမအကိုရင်နဲ့တိုင်မလိုက်အောင်သိလား တော့တိုင်မဲလိုက် ကိုကြီးတို့ မ
ဒီမှာကိုရင်ထမ်းမေရဲ့ညီမလေးကိုချစ်လို့တဲ့အဲ့ဒါပြန်ချစ်လိုက်ရမှာ ဟောရညီမလေးကကိုသာအကိုတို့ဝိုင်းချစ်ပေးလိုက်နော်ကိုတို့ချစ်ပေးလိုက်မယ်နော် လက်ခံမနော် စိတ်ချချစ်ပေးလိုက်မှာဆရာလေးကိုကြီးကမေရကြီးရတယ်ကလန်ကလာကြီးနော်တော်နေလိုက်တယ်နော်ဟောကလန်ကလာဆိုမပြောနဲ့လေဒီလိုမေတို့အကုန်ကြတက်တာအောင်ဆိုပြီးရက်ကိုထပ်ပြီးချွေတာဟာလားဆက်ရကြောင်းပြန်ချစ်တယ်ချစ်အကိုင်喂，叫你，刘家。သမီးဘာဖြစ်တာလဲသမီးအမေကြီးလာတော့ပါသမီးဘာဖြစ်လဲသမီးလည်းမဖြစ်လေနဲ့ဒီဘွားချင်တယ်သမီးရေမလေးဘာဖြစ်လို့ဘယ်လိုဖြစ်တာလဲမလေးဒီကွာအေးလည်းလို့ညီမလေးပြီးတော့ထိုင်သွားတာပဲဒါဆိုရင်ဟုတ်ပြီဘာဟုတ်တာလဲကွာမင်းရလေဟိုဆရာကြီးပြောတာလေပင်ကြိုတဖြာပင်လက်ခါပြီးပင်စီလောက်ကအိုရိမ့်ပါနဲ့တိမ့်ပါလေပေါ်ဝင်တိုင်နှရှင်ဘဲစကန်ကနန်းမြန်းကြွားကြစဟာဝင်းစားသမီးဘာဖြစ်လဲဟဲ့ဝင်းစားဝင်းစားဆရာကျမသမီးတွေကဆရာဘာတွေရွတ်ကြတယ်မကြည့်ပါဘူးပါပေါ်နေပြီလားလို့ငါရဲ့ပညာစွမ်းကိုတင်ငါဆန်းတယ်ဗောငါဟဲ့ပလောက်တော့ချိုးရုပ်ကိုတတ်သွင်းလိုက်မယ်ဟဲ့ချက်ချင်းထားစမ်းထားလို့မရဘူးဆရာထိုင်တာကြလို့ကြွတ်တက်သွားတာ ကြွတ်တယ်လို့ခြေကျင်လို့ရွှေဝင်တိုင်နှန်းရှင်ဘယ်စကန်ကလှမ်းပါတော့အမတော်တခင်အိုဖက်ညနှန်းရှင်ဟာဆရာလေဒီမှာချောက်ကျင်နေပါလေဆိုမှလှမ်းဖို့ပြန်တယ်လှုပ်လို့တော့မရဘူးအဲ့ဒါပဲသမီးဟာသမီးဆရာကြိုက်ကြည့်သားမဟုတ်သမီးနေမဲသွားပြီဆရာလည်းဘယ်လိုဖြစ်တယ်လဲဆရာရဲ့အဲ့ဒါပိုက်ပဲဗျာဆရာဘာတိုက်လဲဆရာကျွတ်တိုက်အေးနကတိုက်ဟာအဲ့ဒါဆိုတော့ဆရာမားပြီဘာဖြစ်လို့ကျွန်တော်ညီမလေးကဘဲဟိုကလည်းတခြားဘာမှမကြိုက်တာမဟုတ်ဘူးဗျဟိုသူငကဲဦးတော့တက်နိုင်မှမထင်ပါဘူးဆရာရဲ့တိုက်စမ်းတိုက်ဒါနောက်ဆရာမဟုတ်ဘူးငကတိုက်ဆိုတော့ဘွားဟောင်းကိုပြောတာကွာဘွားဟောင်းကတိုင်နှန်းရှင်ရဲ့သူ့လူဘွားကိုတာသနာပြုဖို့လှုပ်လိုက်တာကွာအိမ်တောင်ပြုလို့မရဘူးလင်ယူလို့မရဘူးကွာဆရာယူလိုက်ဘာဖြစ်မလဲဆရာထွက်သွားမှာပေါ့ကွာဟုတ်ဘာထွက်မှာလဲဆရာအသက်ဗျာဟိုတက်ထွက်တာလည်းကျွန်တော်ကလေတတိပြန်လေကရေးကြည့်ပါလေဆရာရဲ့လုံးဝဟုတ်ပါအေးကောင်းပြီအဲ့ဒါဆိုလို့ရှိရင်သုံးတော်ရင်တစ်ခွက်သွားယူချင်တော်ကြည့်ရအာမနေလို့ပါသေပေါ်ရာရှိဦးစာတာဘာဝအင်းလေးလုံးစမချပြီးတော့ခေါ်ဒီရေစင်ထမ်းလိုက်မယ်ထားစမ်းဟဲ့မြန်ထားလိုက်စမ်းဟဲ့ထားစမ်းထားဘာလို့မလာလဲဘာမှမဟုတ်ဘူးကွတိုင်နှန်းရှင်အမတော်ကြီးနဲ့ခွဲခွာလာတာကြာလို့တိုင်နှန်းရှင်အမတော်တွေကိုလွမ်းလို့ဝမ်းနေပြီးတော့ငိုတာမဟုတ်ဘူးဘာဖြစ်တာလဲတိုက်ဆရာရန်နာရကြောက်ဆရာအိုးချစ်ရစေ
ကျင်းနာဘလက်ဘွားချစ်ပါလာတော့နှမပြောခင်ကိုနမရမောင်းခင်အပြုံးမြင်းရတင်အောင်ကိုရှင်းအောင်လည်းမြင်းရှိကောင်းဝေးတာပါတယ်ခင်ဗျာ ဟာလေမြင်းချီကြုံပြီးဓာတ်မြေဩဇာဆက်ရုံမှာထောင်ပြမလို့ ထောင်ပြဆိုမောင်ကတော့ချစ်တဲ့တဝင်းချစ်ပြလေရှင်လို့ပြန်ပြောပြပါလားခင်ဗျာ စိတ်အောင်မင်းလေတဲ့နဲ့လာဟဲပြမနေနဲ့နော်ဒီမှာရွက်ထားတဲ့အိုးကဘလောက်တန်နေထင်လဲ တစ်ချက်နဲ့ပြ50 အေးရှစ်မှာပါလား တစ်ချက်နဲ့ပြ50ဦးတရားနဲ့မြောင်း1500နဲ့တင်တော့ဆိုရင်တော့မောင်ကရှင်းအောင်လဲမြင်းရှိကောင်းမှစရင်တက်ထားလို့ပြပါတယ်ခင်ဗျာ ဒါဆိုလည်းစင်ရင်တက်လိုက်လေ ယောတစ်ချက်ခွဲ အေးခွဲပြီးတော့ဟဲ့ ဒီကခွဲပြီးအစီရဲ့ မှတ်မလား အဲ့ဒါအချစ်စမ်းတာဒီထဲမှာကချစ်တာ तू မသိသေးလို့ ဒါဆိုတော့အသတိစက်ချစ်ပြလိုက်လေအသတိရမယ် ချစ်မယ်ဟေး ရှင်းတော့နော်ပြောမရနဲ့လားတက်ပြောနေမှာတော့ရှင် ဟ